ကဲအခုနောက်တစ်ချက်ကိုထပ်တက်မယ်ဘာတွေရှိလဲဆိုသွားကြည့်မယ်ကဲဒီမှာတော့ Vivo ဖုန်းဆိုင်ပေါ့နော်ဒီပေါ်ထဲမှာတော့ electronic brand တွေပေါ့နော်အဲဒီမှာ Xiaomi တို့ iPhone တို့ Vivo တို့ JBL တို့စုံပဲ DJ တို့စုံပါမယ်ဒါတော့ DJ ပါစုံရှိရဒီမှာအကုန်လုံးဗီဒီယိုဂိမ်းခစားတဲ့ Nintendo ကုမ္ပဏီပေါ့နော်သူရှိမှာဗီဒီယိုဂိမ်း play ငယ်ငယ်တော့ဆော့ပို့တဲ့ဟာလေးတွေပေါ့ကွယ်ဒါကတော့ logo brand ပါဒီမှာရုပ်ကလေးပေါ့နော်စက်ကအတုံးလေးလေးဒီမှာကြည့်လိုက်ခလေးလေးဆိုတော့အများကြီးပဲရုပ်ဆက်တာဒါကတော့ Spider-Man နဲ့ Iron Man နဲ့ပြီးတော့ဒီမှာရုပ်လေးလည်းကောက်လို့ရတယ်ချစ်စရာလေးရုပ်ကလေးတွေဝရုပ်လေးတွေရောကြွရုပ်လေးတွေရောအစုံပဲကလေးအင်ကြီးလေးအစုံပဲချစ်စရာလေးကိုတော့ကလေးပြန်ဖြစ်ချင်သွားတယ်အင်ကြီးလေးလာလိုက်တာတအားပဲသုံးလွှာကိုတက်ကြည့်မယ်ပါတယ်ရှိတယ်ဆိုတော့ထပ်ပြီးဆက်စုမယ်ဒီအပေါ်ချက်မှာတော့ဒီ luxury brand ဒီမွေရာတွေ Airgain အစွတ်တွေမီးအိမ်တွေပြောလို့ရှိရင်စောင်းတွေခေါင်းတွေပြောလို့ရှိရင်စပွဲကုန်တွေ furniture တွေအစုံဒီမှာရပါတယ်ပြီးပါလို့ရှိရင်နောက်တစ်လောက်ထပ်ကြည့်မယ်ပါတယ်ရှိလဲကြည့်မယ်ဒီမှာ McDonald ရှိရပါတော့ဘာကာရောင်းနေဆိုင်ဒီစခရင်မှာတော့လက်ရှိပြသနေရုံတင်ကားတွေကိုကြီးညာထားတာဒီရုပ်ရှင်ကိုနာမည်လေးကကျတော့ Paragon Cineplex ပါဒီနေ့ပွဲရှိရတဲ့ YouTube Award ပေးပွဲထင်တယ်ဒီမှာစာရေးထားတာလေးတွေ့လို့လေပြီးတော့ဒီမှာ Starbucks လည်းရှိတယ်ပြီးတော့လို့ရှိရင်ဒီမှာ restaurant လေး Pano brand လေးရာဒီနေ့သူတို့အသစ်ပေါ့နော် product အသစ်ထုတ်လို့ launch လုပ်တဲ့ပွဲထင်တယ်လူတွေအများကြီးပဲပြီးတော့လေဒီမှာလူတွေအများကြီးလေရက်ပြီးတော့စောင့်နေရတယ်လို့ဘာလို့လဲဆိုတော့တာပြီးဆက်ဆူလာအောင်မယ် Which idol will come? Why are they waiting? A star. Who? I don't know neither. I'm just curious about why are they waiting too long? It's a Thai, like I don't know it's idol or who's acting the. Okay, in that frame or something. I don't know. Okay. ရုပ်ရှင်မှာရောင်းတဲ့ရေဘူးကတပူဘတ်20ပေါ့နော်အပြင်မှာဆို10ဘတ်ပဲရှိရဒါကတော့သူ့အမိုက်လဲတဲ့စိတ်ရုံလေးပါချစ်စရာလေးအောက်ဆုံးက food court ground floor သွားမယ်ဒီမှာကတော့ food court ဆိုတဲ့အတိုင်းပဲမုတ်တီကတော့အစုံပဲဒီမှာတိုက်တာစားကြားတက်လောက်ရှင်းဒီမှာ garment market ထဲဝင်ကြည့်မယ်ဘာတွေရှိလဲဆိုဒီမှာအသီးဖြော်ရည်မျိုးစုံရှိတယ်မင်းကွတ်တီးဖြော်ရည်တလဲသီးဖြော်ရည်တရက်သီးဖြော်ရည်ဂျင်းဖြော်ရည်အစုံအသီးပေါင်းစုံရဲ့ဖြော်ရည်ဒီမှာကုန်ရတယ်ဒီမှာတော့အသီးပေါင်းစုံမလကားသီးဦးနီးသီးတခွားမွေးသီးဖဲသီးနနက်သီးပန်းသီးကိုလုံးလေးပြီးတော့ဘူးလေးနဲ့သူကလိုမျိုးရောင်းတာပြီးပါလို့ရှိရင်ဒီမှာ snacks တွေပေါ့နော်ဒူးရင်သီးကြောက်မင်းကွတ်သီးကြောက် strawberry သီးကြောက်စုံရှိတယ်ဒီမှာမငပြောကြောက်ကစုံကြောက်စုံအတီးယိုတွေဒူးရင်သီးယိုတရက်သီးယိုတရက်သီးကြောက်စုံဒီမှာရှိရ
ဒီနေ့ vlog လေးကတော့ပြီးသွားပါပြီအားလုံးကျေးဇူးတင်ပါတယ် Bye bye.